က Victoria မှာ3ရက်ပိတ်ရရှိပါတယ်ဒီနေ့လာနေရ King Stay ဆိုတော့3ရက်ပိတ်တယ်အစားကတော့ Brighton ဆိုတဲ့မြို့ကြီးထွက်မယ်လို့စဉ်းစားတာအလုပ်ကိစ္စလေးရှိတယ်လေမတော်တော့ဘဲနဲ့ Peninsula Hospital သွားနေပါတယ်12မိနစ်ဘောက်တော့ကြာနေတယ် Peninsula Hospital ရရင်ညတွေ့မယ်လိုက်ခဲ့ပါ Peninsula Hot Spring ကိုရောက်ပါပြီဒီနေ့ကတော့ရုံး3ရက်ပိတ်ရှိတာရောနဲ့လူကတော်တော်များပါတယ်ကားပါကင်တော်တော်ကိုရှာလိုက်ရပါတယ်အထဲမှာပြန်တွေ့မယ်နော်အထဲရောက်ပါပြီပတ်စံပေးရပါတယ် reservation နဲ့ပေါ့နော် Hospital ရောက်ပါပြီဘုတ်နှစ်ခုပါတစ်ခုဆက်လာကြတယ်နှစ်ချိန်လာတာဒါအောက်ပိုင်းနေပါခါတော့အဝင်ဝမှာခြေစီးတဲ့နေရာပါဟုတ်ပါဟိုဘက်မှာတော့စစ်ပြီးတော့ဝင်ပြီးချိုးလိုက်ပါအောင်မယ် Peninsula Hospital ကိုရောက်နေပါပြီလဲပြီးတော့ခဏလေးအမောပြေခဏအနားယူနေပါတယ်အဲ့ဒါနေရာနေချိုးတဲ့နေရာရောအိမ်မပြတော့ဘူးညားရီပါရိုက်လို့ရိုက်ရင်တော့ရိုက်ကြည့်တာပေါ့မရိုက်ရင်တော့လည်းမရိုက်တော့ Reflexology walk မှာခြေပေါ်ကအနင်းခတ်ပါမယ်ပူလားပဲအဲ့ချက်လို့ကောင်းတယ်လူလေးလေးနဲ့ဟုတ်လားအကျော်ရှင်နေလည်းပြီးပေါင်းအရှိမအများကြီးပြီဝါတော်တော်နာပါတယ်ကိုတင်ထွက်နိုင်ရတော့ကြိုက်ပါတယ်ဘာလို့ဆိုတော့ तू ကခြေပေါ်မှာအားရင်အဲ့လိုကြောက်ခဲတွေ့ရင်တင်းနှင်းခံနေရဆိုတော့ तू ကတော့ကြိုက်ပါတယ်ကျမကတော့တော်တော်နာပါတယ်ဒါအတိတ်ဆုံးနေရပဲရန်ကောင်းဒီဟာတော့ဒါကြီးတစ်ခုလုံးရဲ့ map ပေါ့နော်အဲ့မှာဒီချုံမဲ့နေရာတွေလည်းအများကြီးရှိပါတယ်အဲ့မှာတွေချိုးလို့ရပါတယ်အဲ့လူတွေကများတော့ကန်တွေကအပြည့်ကန်တွေကဟုတ်တယ်ရထပ်ပေါ်ရလို့မကောင်းဘူးဖြစ်နေသူတို့တွေကရေမွေးလေးကိုထွက်နေတာကိုကြည့်လိုက်ရင်ကန်တွေများမှာဖြစ်ပါတယ်ဒီဘနာကန်လေးတွေပါရေးစိမ်မာတော့မယ်38ဒီဂရီမှာရေးဖို့စိတ်နေလူရင်းနေ really is very much. Yeah, you're driving. Calling you to say. နှစ်ယောက်ကရေဘူးစိန်ပြီးတော့ဒီဘက်ရောက်လာကြပါပြီ။မောင်လေးပြူးမှာလာပြီးတော့အနားယူနေတယ်။မအနားယူနေတဲ့တယောက်ပါ။ဆန်းစပင်လည်းငယ်မှုမေးတယ်။ဆန်းစပင်မလင်းငယ်ပြီလား။အမင်းလည်းဒီခဏတော့ပါရနော်ဖိုက်တင်စစ်စစ်။နေရအဲ့လောက်ပူတော့ပြဿနာမရှိဘူးထင်ပါတယ်။တက်တိုးဆော်တဲ့ဟာလေးတွေပါဒါပေမဲ့အိုးတွေပဲများနေပြီးတော့ XD သိမမရှိပါဘူးဟုတ်တယ်အဲ့တော့ဆော်လို့မရဘူးဒီ glass door ရဲ့ခဏဝင်ကြည့်ကြပါမယ်ဥမာစိန်ကြအနားယူနေပါလေဟဲ့နိုင်ပါလေဟဲ့မင်းအဲ့လောက်တော့ body shaming မလုပ်ပါနဲ့ဥမာ तू ကစိန်ကြအနားယူအဲ့တော့relax ကအခု head patch မှုကြည့်ကြရဒီနေ့လည်း don't scream ဒီမှာအိတ်အေးရောဒီမှာကြည့်ဘယ်လေးတွေမှရှိချိုးတဲ့ဟာကိုစောက်လိုက်ပါဦးမယ် Q ကတော့တော်တော်ရှိနေပါတယ်ဘယ်လဲဝင်ချိုးပါတော့မယ် Q စောက်ပြီးတဲ့နောက်မှာတော့ကဲဖဲရင်ဝင်ရုံလေးထားပြီးမှဝင်မယ်ဟုတ်လားအေးလာခဲ့မယ်နော်လာI'm not
ကျမလည်းဝင်လိုက်ပါမယ် သူကတယောက်တည်းဝင်နေတယ်မြောက်သားလူဝင်နေ အခုလုံးလည်းဝင်ကြပါ စီပိုင်းနေဝင်နေဟေးတော့ပူမှာလာပြီးတော့ရှည်ရွက်ထက်စိမ့်နေတယ်38ကနေ40ချားဆိုတော့နည်းနည်းတော့ပူတယ်ဒါပေမဲ့အရင်တော့မဟုတ်ဘူးကွက်တီပဲ ပြန်ပြောလေ ဘူးကြောက်မှာကွက်ရအောင်သူကတော့မှာအဲ့လို အေး